မြေရည်လွေသူများသာဖက်ဖို့တူပါတော့ဗျာမပိုင်ဆိုင်တာတွေကိုလိုက်ရှာရင်ပင်ပန်းနေတာတွေရက်လိုက်ပါတော့လွတ်ချရမှာကိုကြောက်ပြီးအစိုက်တက်နေတဲ့တန်ရိုးစင်တွေကိုစုပ်ကင်ထားတော့လားတတိထားနော်ခမည်းရဲ့လက်တွေအားမနေတဲ့၍ကကြမကပေးမဲ့အခွင့်အရေးတက်တွေကိုခင်ဖြားစုပ်ကင်နိုင်မှာမဟုတ်ပါဘူးပြိုချင်းချင်းရဲ့ဆွလွန်ရတဲ့တတိရှိရမယ်ဘလို့ဆွလွန်လိုက်ရမလဲဘလို့ပြန်ပြီးတော့ပြိုရွှင်လာအောင်ကိုနေမလဲဆိုတာဒီဗီဒီယိုထဲမှာအဖြေရှိနေပြီးသားပါဆိုတော့မျက်ရည်လွေသူများတာဖတ်ဖို့ဆိုတဲ့စာအုပ်ကအခန်း3ခန်းကိုကောက်နှောက်တက်ဆက်ပေးချင်ပါတယ်ဒီစာအုပ်ကိုစာရေးဆရာတိုရာမင်းကရေးသားထားတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့ဆိုင်တိုင်းနေရာတိုင်းမှာဝယ်ယူဖတ်ရှုနိုင်ပါတယ်ဒီစာအုပ်ကိုလူငယ်တယောက်အနေနဲ့ဘာလို့ဖတ်တဲ့နာလဲဆိုတာကိုဒီနေရာမှာပေါ့နော်ဒီကနေ့ပြိုင်ဆိုင်မှုတွေများလာနေတဲ့ဒီကနေ့ ခက်ကြီးမှာပေါ့နော်ကိုသူများနဲ့နှိုင်းရှင်လာကြတယ်စိတ်ရိုးကာတွေအဖြစ်များလာကြတယ်အသစ်တရားမကမနေရပါမယ်အမှုတရားမကတထောင်မကပေါ့နော်ရင်ဆိုင်နေရတယ်လို့ကိုတန်တရားဝင်လာပြီးပြူချင်မှုတွေကအဆုံးတက်လာကြတယ်ဒီစာအုပ်ကကိုချစ်တက်လာဖို့နဲ့ကိုမဟုတ်တဲ့တခြားသူနဲ့နှိုင်းချင်နေတာတွေကိုရက်တက်ပေးမဲ့စာအုပ်ပါလို့ကျွန်တော်ကတော့ညွှန်ချင်ပါတယ်ဒီစာအုပ်ရဲ့တန်ဖိုးက6000ပါဒါပေမဲ့ဝေလိုက်ပြီးမှငါဝေလိုက်တာမှားလေခြင်းဆိုတဲ့အရာကိုမောင်းထုတ်ပေးတဲ့ဒီစာအုပ်မို့လို့ဖတ်တင်ပါတယ်ကျွန်တော်ကတော့လက်ပဲဖြစ်ပါတယ်ခင်ဗျာကျွမ်းလိုက်ချက်မြင့်ကြပါစေโอเคစာအုပ်လေးကိုစလိုက်ရအောင်ခင်ဗျာကျွန်တော်တို့တွေဟာဘဝမှာမပိုင်ဆိုင်နိုင်တဲ့အရာတွေကိုလိုက်ရှာရင်ပင်ပန်းနေလိုက်ကြတာများဗျာတည်ဆုံးတဲ့အခါကိုချစ်ရတဲ့ခန္ဓာကိုရှားထားတဲ့စီးစိမ်တွေ့တာရတဲ့မိတ်ဆွေအားလုံးကိုထားခဲ့ရမှာပါနောက်ဆုံးကိုနဲ့ပါလာမဲ့တစ်ခုတည်းသောအရာကတော့စိတ်ဝိညာဉ်လေးပါပဲဒါကိုမင်းလေးရုပ်ပြီးဘာမှဟုတ်တဲ့အရာတွေအတွက်ငိုကြွေးရင်မင်းရဲ့စိတ်ဝိညာဉ်လေးကိုဒုက္ခပေးနေမိပြီလားမငိုပါနဲ့တော့မိတ်ဆွေမပိုင်ဆိုင်တာတွေကိုရေးရေးဝံ့ဝံ့ဆွန့်လွှတ်လိုက်ပါတင်းရဲ့စိတ်ဝိညာဉ်ငြိမ်းချမ်းဖို့အတွက်ဘလို့နေတိုင်းတင့်လဲဆိုတဲ့နှလုံးသားစိတ်စာစားတဲ့ဆောင်ကိုဖတ်ကြည့်ဖို့ဒီညကဖိတ်ခေါ်ချင်ပါတယ်ဒီနေ့အတွက်ပြုံးပြီးပြီလားကျွန်တော်တို့ဖြတ်တန်းနေရတဲ့ဘဝဆိုတာတိုက်ပွဲတစ်ခုပါဒီတိုက်ပွဲတွေကြားမှာမိုးပန်းလို့ကိုကယူဆိုင်ဖို့လောကရဲ့အလှတရားကိုခံစားဖို့တောင်မီလီယံတွေတက်ကြပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့တစ်မှာအစွမ်းထက်ဆုံးလက်နက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့အပြုံးပါပဲโอเคနံပါတ်1အပြုံးကအတဲ့ရဲ့တိုင်းကပါအပြုံးဆိုတာမျက်နှာပေါ်ကအလှတရားတက်မဟုတ်ပါဘူးအဲ့ဒါဟာစိတ်သက်ကြက်ခိုင်မှုနှလုံးသားနှုံးညံ့မှုနဲ့အောင်နိုင်သူတို့ရဲ့သင်္ကေတတစ်ခုပါဘဝကနေပြိုစရာမကောင်းတော့ဘူးလို့ခံစားရတဲ့အခါနာကျင်ဝမ်းနည်းရတဲ့အခါအချိန်တန်ရအဆင်ပြေသွားမှာပါလို့နှလုံးသွင်းပြီးအလှပါဆုံးကြုံပြလိုက်ပါအဲ့ဒီအပြုံးကတင့်ရဲ့နာကျင်မှုတွေကိုကုစားပေးပါလိမ့်မယ်နံပါတ်2အပြုံးကအကောင်းဆုံးလက်တုံပြန်မပါတင့်ကိုစကလုံးတွေအပြုံမှုတွေနဲ့တိုက်ခိုက်လာသူတွေကိုပြန်ပြီးဒေါသနဲ့တုံ့ပြန်မဲ့အစား everything is okay ဆိုတဲ့ပုံစံလေးနဲ့သာပြုံးပြလိုက်ပါတင့်ရဲ့တည်ငြိမ်တဲ့အပြုံးအောက်မှာတိုက်ခိုက်သူတွေအချိန်ချင်းကြာရှုံးသွားပါစေဒါဟာရစ်ကျင်သူတို့ရဲ့လက်တုံပြန်နေပါပဲနံပါတ်3ရောက်ရင်ချင်းအပြုံးနဲ့ဘဝကိုအလှစမှာသူများရဲ့ဘဝကိုကြည့်ပြီးအားကျနေတာလားကိုဘဝကိုပြန်ကြည့်ပြီးစိတ်ပြည့်နေမဲ့အစာရှိတာလေးနဲ့ရောက်ရင်ပြီးပြုံးတက်အောင်ကြိုးစားပါကိုယ့်ထက်နှိမ့်ချတဲ့ဘဝတွေကိုစာနာကြည့်ရှုပြီးကိုယ့်ရဲ့ဖြစ်တည်မှုကိုကျင့်နှံ့စွာပြုံးနေတတ်တာကလည်းကျင့်ကျင့်မှုခုပါပဲနံပါတ်4အပြုံးကအောင်မြင်မှုရဲ့တူချက်ပါပဲပြုံးရွှေရှင်မရှိတဲ့သူဟာဈေးမရောင်းသင့်ဘူးလို့ဆိုရိုးစကားရှိပါတယ်ဈေးဝယ်သူတွေဟာကုန်ပစ္စည်းတဲ့တည့်ရနှွေးထေးတဲ့အပြုံးတွေကိုပို့ပြီးတော့တန်ဖိုးထားတတ်ကြပါတယ်ဒါကြောင့်လူချစ်လူခံပိုးများပြီးစီးပွားရေးမှာအောင်မြင်ခြင်းနဲ့ဆိုရင်တော့အပြုံးချိုလေးကိုသာဆောင်ထားလိုက်ပါလို့ပြောချင်ပါတယ်ဆိုတော့ဒီစာပိုင်းလေးရဲ့နေကူး6အနေနဲ့ပြောရရင်တော့စိတ်ပင်ပန်းမှုတွေနာကျင်မှုတွေကိုအပြုံးနဲ့ဖြောက်လိုက်ပါတည့်ရကဘာကြီးတစ်ခုလုံးအပြုံးပန်းတွေနဲ့နေစေဝေစာပွင့်လန်းနိုင်ပါစေပေါ့နော်အခန်းနဲ့မြည်ရည်ဆိုတာအားနည်းချက်လားဘဝအတွက်စိတ်တစ်ခွက်လားလူတွေဘာကြောင့်မြည်ရည်ကြရတာလဲတကယ်တော့မြည်ရည်ကြတယ်ဆိုတာချုံနှိချက်မဟုတ်ပါဘူးအဲ့ဒါဟာနာကျင်မှုတွေကိုတက်တာစေဖို့တဘဝကပေးတာတဲ့စိတ်တစ်ခွက်ပါပဲနံပါတ်1မြည်ရည်ရဲ့ချို့ဝှက်ချက်3ခုကျွန်တော်တို့မျက်လုံးထဲမှာမြည်ရည်3မျိုးရှိပါတယ်နံပါတ်1မျက်လုံးကိုအမြဲဆူဆွတ်ပြီးကာကွယ်ပေးနေတဲ့သူရေကောင်နံပါတ်2ဖုံဝင်တာမိန်ခွန်းဝေးထိတာတွေကိုချက်ချင်းတုံ့ပြန်ပေးတဲ့အဆောက်အအုံဒါကတော့အရေးကြီးဆုံးပါပဲဝမ်းနေပူဆွေးတဲ့အခါကြားလာတဲ့ဒီမြည်ရည်ဟာ lifted as explain လို့ခေါ်တဲ့နာကျင်မှုကိုတက်တာစေတဲ့တဘဝဟော်မုန်းတွေပါဝင်နေပါတယ်ဒါကြောင့်ငိုပြီးတဲ့အခါစိုက်ပိုးပါသွားရတာပါဒီမြည်ရည်ရဲ့ချို့ဝှက်ချက်3
3ချက်ထဲကနံပါတ်1ပေါ့နော်ယောက်ျားလေးမို့မငိုရဘူးလားယောက်ျားလေးဆိုတာမငိုရဘူးဆိုတဲ့စကားကမှားပါတယ်ကမ္ဘာကျန်းမာရေးရဲ့စီးရင်တွေအရာအမျိုးသားတွေကခန်းစားချက်ကိုဖွဲ့မပြောပဲမျိုးတိတ်ထားလွန်းတာကြောင့်အမျိုးသမီးတွေထက်သုံးဆပို့ပြီးတော့ကိုအဆုံးစီရတကြပါတယ်မြေကြီးဟာကြားမှမရွေနာကျင်မုံကိုကုစားဖို့လိုအပ်ပါတယ်ဒါကြောင့်မို့ယောက်ျားလေးမငိုရဘူးဆိုတဲ့စကားကမှားပါတယ်နံပါတ်3ငိုပါပြီးရင်ပြန်ပြုံးပါလောကဓာတ်ကိုအရှုံးပေးဖို့ငိုတာမဟုတ်ပဲပြန်လီအန်တုနိုင်ဖို့ခွန်အားယူတဲ့အနေနဲ့ငိုလိုက်ပါဒီနေ့အားရပါရငိုပြီးရင်တော့မနေ့ဖြန်မှာအလှပါဆုံးပြုံးနိုင်ဖို့ပြင်ဆင်လိုက်ပါနံပါတ်4မငိုပါနဲ့လို့မတားပါနဲ့တဲ့ရှိမှာလူတယောက်ငိုနေရင်မငိုပါနဲ့လို့ပြောမဲ့အစားသူ့ကိုနှွေးထွေးစာနဲ့ဖတ်ထားပေးလိုက်ပါကျိုးလေးတက်ပြီးတော့အားပေးလိုက်ပါဒါအကောင်းဆုံးကိုစားမှုတစ်ခုပါပဲမိတ်ဆွေဝမ်းနေတဲ့အခါငိုဖို့ဝမ်းမလေးပါနဲ့တကယ်တော့မြေကြီးဆိုတာနာကျင်မှုတွေကိုကုစားပေးတဲ့တဘောကစိတ်ခွက်တစ်ခုပါပဲတိုက်ပန်နီးကြကြည့်ရမယ်ဆိုရင်စိတ်လှုပ်ရှားလို့ကြားလာတဲ့မြေကြီးထဲမှာနာကျင်မှုကိုတက်တာစေတဲ့လီယူဆမ်အဖရလေဆိုတဲ့ဟော်မုန်းဓာတ်တွေပါဝင်တတ်ပါတယ်ဒါကြောင့်တဝါကြီးငိုပစ်လိုက်တဲ့အခါရေထဲကအပူမင်းတွေညီအေးသွားစေတယ်လို့ခံစားရတာပါယောက်ျားလေးမငိုရဘူးလားယောက်ျားလေးမငိုရဘူးဆိုပြီးခံစားချက်တွေကိုမျိုးမတိတ်ထားပါနဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စည်ရင်းတွေအရာခံစားချက်တွေကိုဖွင့်မချပဲမျိုးတိတ်လွန်းတဲ့ယောက်ျားလေးတွေဟာစိတ်ထွေးပေါက်ပိတ်ပြီးအနေရဖြစ်နိုင်ချေပိုများကြပါတယ်ရည်စရာရှိရင်အတူရည်သလိုငိုစရာရှိရင်လည်းကြားမမရွေငိုကြွေးခွင့်ရှိပါတယ်ဒါကြောင့်လောကဓာတ်ကိုအန်တုဖို့အတွက်ဒီနေ့မှာအားရပါရငိုလိုက်ပါဒါပေမဲ့ကတိတစ်ခုတော့ပေးပါဒီနေ့ငိုပြီးရင်မနေ့ပြန်မှာတော့အလားပါဆောင်ပြန်ပြီးပြုံးချွေနိုင်ကြပါစေအခန်း3မျက်ရည်လွေသူများအတွက်နှလုံးသားစေစာနံပါတ်1မျက်ရည်လွေခြင်းကနုညံ့ခြင်းပါဒါပေမဲ့မျက်ရည်လွေတဲ့သူတွေဟာကိုချင်းစာစကြီးမှပြီးနှလုံးသားနုညံ့သူတွေဖြစ်ကြပါတယ်ဒါပေမဲ့တတိထားပါတည့်ရဲ့နုညံ့မှုကတည့်ရဲ့အားနည်းချက်မဖြစ်သွားပါစေနဲ့လောကရဲ့လိုင်းတဘိုးတွေကိုရင်ဆိုင်ဖို့အတွက်တိခဏရှိငိုကြွေးနေမဲ့အစားတည့်ရဲ့စိုက်နှလုံးကိုမာကျိုးခိုင်ခန့်အောင်တည်ဆောက်ဖို့လိုအပ်ပါတယ်နံပါတ်2အတွေးတွေကတည့်ရဲ့ကကြမှာပါစိတ်ထားကောင်းရင်ကိုကျေတတ်ပါတယ်တင်ဘဝကိုအကောင်းမြင်စိတ်တွေတူချင်းစရာတွေဂီတတွေစာပေတွေနဲ့ပြုပြင်ဖန်တီးပေးပါဝမ်းနည်းစရာတွေကိုတွေးပြီးကိုနှိုက်ဆက်နေတာဟာတစ်တန်ဖို့ကိုတင်ကိုယ်တိုင်ကချနေလိုက်တာပါပဲနံပါတ်3ဘယင်းနဲ့မိဖုရားလေးပါရဲ့သင်ခန်းစာပေါ့နော်ဒီဟာကလူတိုင်းကြားဘူးတာမလို့ကျွန်တော်စစ်ပြီးတော့မဖတ်ပြတော့ပါဘူးဒါပေမဲ့အနည်းငယ်လောက်ပဲကျွန်တော်ဒီနေရာမှာဖတ်ပြပေးပါမယ်ဘယင်းကြီးနဲ့မိဖုရားလေးပါစတူတာမိဖုရားခန္ဓာကိုယ်ပြင်စားတာဖြစ်ပါတယ်ခန္ဓာကိုယ်ကိုလူတိုင်းကအလှဆင်တာမို့လို့တည်ဆုံးချိန်မှာတော့ဒီခန္ဓာကိုယ်ဟာထားခဲ့ရတာပါပဲပေါ့နော်ထားခဲ့ရမယ်အရာတစ်ခုသာဖြစ်ပါတယ်တတ္တယမိဖုရားစီးစိမ်အောက်စာကိုရည်ညွှန်းတာဖြစ်ပါတယ်ဘလောက်ပဲချာပွေစုဆောင်ပြပါစေတည်ဆုံးချိန်မှာတော့ဒီစီးစိမ်အောက်စာကိုလည်းငါတို့တွေထားခဲ့ရမှာပါဒုတိယမိဖုရားဆွေမျိုးမိုက်ဆွေကိုတင်ဆက်တာဖြစ်ပါတယ်ဘလောက်ပဲတန်ရိုးစင်တွေကြီးမားပါစေတည်ဆုံးချိန်မှာတော့ဒီဆွေမျိုးမိဖတွေကလည်းလိုက်ပို့တဲ့အဆင့်မှာပဲရှိပါတယ်ပထမမိဖုရားဒီပထမမိဖုရားကဘာကိုရည်ညွှန်းတာလဲဆိုတော့ကျွန်တော်တို့ရဲ့အမြေလက်လူရှုထားမိတဲ့စိတ်ဝိညာဉ်ကိုတင်စားတာဖြစ်ပါတယ်တည်ဆုံးချိန်အထိကိုနဲ့မကွာလိုက်ပါလာမဲ့တခုတည်းသောစစ်မှန်သောအဖို့မွန်ကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတမလွန်အထိကိုနဲ့အတူပါလာမဲ့တဲ့ရဲ့အကတိစိတ်ဝိညာဉ်လေးကိုအခုခါစပြီးတော့တန်ဖိုးထားပေးပါမမဟုတ်တဲ့ကိစ္စလေးတွေနဲ့မျက်ရည်ကျပြီးတဲ့စိတ်ဝိညာဉ်လေးတွေကိုနာကျင်အောင်မလုပ်ပါနဲ့တော့အခုကျနေတဲ့မျက်ရည်တွေကိုတုပ်လိုက်ပြီးတော့ကိုပြန်ချစ်ပေးလိုက်ပါလို့ကျွန်တော်လက်ခံနေရပြောချင်ပါတယ်ကျွန်တော်ပြောတာလည်းမဟုတ်ပါဘူးစာအုပ်ထဲကနေပြောတာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတင်ဟာကိစ္စတိတိလေးနဲ့မိကြတတ်သူလားဒါဆိုရင်တော့တင်ဟာနှလုံးသားနုညံ့လွန်းသူတယောက်ပါဒါပေမဲ့အဲ့ဒီနုညံ့မှုကတင့်ကိုပြန်ဒုက္ခပေးနေပြီလားဆိုတာကိုစဉ်းစားသင့်ပါတယ်ရှစ်ပုံပြန်တစ်ခုရှိပါတယ်ပေါ့နော်အခုနောက်ကဒါကျွန်တော်ဖတ်ပြခဲ့တဲ့ပုံပြန်လေးအတိုင်းပါပဲပေါ့နော်ဒီမိဖုရားလေးပါလိုမျိုးပဲပေါ့နော်နောက်ဆုံးပထမကိုနဲ့အတူထက်ကြွမခါပါလာမယ်စိတ်ဝိညာဉ်မိဖုရားလေးလိုပဲကိုတန်ဖိုးထားတတ်ကြပါစေလို့ပြောချင်ပါတယ်โอเคနောက်ထပ်အခန်းလေးကတော့ဆွလွတ်လိုက်မှလွတ်မြောက်မဲ့တန်ရိုးစင်များတဲ့နံပါတ်1ဆွလွတ်ခြင်းဆိုတာရှုံးနှင်းခြင်းမဟုတ်ပါဘူးဘဝမှာအေးချမ်းနေခြင်းရင်ဆွလွတ်လိုက်ရတယ်ဆိုတဲ့စကားတစ်ခုရှိပါတယ်ဆိုတော့ဘဝမှာအေးချမ်းခြင်းရင်ဆွလွတ်တတ်ဖို့လက်ကျပါတဲ့အခန်းလေးဆွလွတ်လိုက်မှလွတ်မြောက်မဲ့တန်ရိုးစင်များနံပါတ်1ဆွလွတ်ခြင်းဆိုတာရှုံးနှင်းခြင်းမဟုတ်ပါဘဝမှာအေးချမ်းခြင်းရင်ဆွလွတ်တတ်ဖို့လက်ကျမှာတင့်ကိုနာကျင်စေတဲ့ချစ်သူတစ်တန်ဖို့ကိုနားမလည်တဲ့တငယ်ချင်းသူတို့ကိုလက်လွတ်လိုက်ရမှာမကြောက်ပါနဲ့အဆင်ပြေသွားမှာပါ
ပါဆိုတဲ့မျိုးလက်ချက်အမှားနဲ့ဆက်ပြီးဖက်တွေထားရင်တင်းရဲ့ဘဝဟာထာဝရနာကျင်မှုထောင်ချောက်ထဲရောက်နေပါလိမ့်မယ်တတိယပါလွတ်ချလိုက်မှသာလက်နှစ်ဖက်ကအတစ်တွေကိုထပ်မံပွတ်ဖက်နိုင်မှာပါပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့တွေတစ်ခါမှချစ်သူတို့လောကောင်မိုက်ဆွေတို့လောကောင်ဆွေမျိုးသားချင်းတို့လောကောင်ကိုကအနာကျင်ခံပြီးတော့အဆင်ပြေသွားမှာပါလေသိရမလားအဆင်ပြေသွားမှာပါလေဆိုပြီးကိုဖက်ကကင်ထားမှမီးမလက်တွေရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကိုကသာဆွေးထားရတာတစ်ဖက်လူကကိုလက်ကိုပြန်ဆုံးမကင်ထားခြင်းမို့ဆိုလို့ရှိရင်လွတ်ချလိုက်လို့ကျွန်တော်ဒီနေရာကနေပြောချင်ပါတယ်ကျွန်တော်ကတော့အဲ့လိုမျိုးလေးတွေကြုံခဲ့ဘူးတယ်ပေါ့နော်ကိုကဆွေးထားမှမီးမလက်ဆိုလို့ရှိရင်ကျွန်တော်အဲ့ချိန်တုန်းကကျွန်တော်လဲလူသားတွေကလူတယောက်ပဲမလို့ဆွေးထားခင်းမိတယ်ပေါ့နော်ဘလောက်ထိတောင်ဆွေးထားခင်းမိလဲဆိုလို့ရှိရင်လားတွေအကြာကြီးဆွေးထားခင်းမိပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဒီကိုဆွေးထားတဲ့လက်ကကိုကြောင့်ပဲနာကျင်နေရတယ်ဆိုတာကိုသိလာတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းအဲ့လက်ကိုပေါ့နော်ကျွန်တော်လွတ်ချလိုက်တယ်ပေါ့နော်ကျွန်တော်အဲ့လက်ကိုလွတ်ချရတော့နောက်ထပ်လက်အတစ်တစ်စုံကိုကျွန်တော်ခိုင်လေးကိုမှခိုင်မီမီကိုပေါ့နော်ခိုင်မီမီကိုကင်ထားပါတယ်ဒီနေ့အချိန်ထိလည်းအဲ့လက်ကကျွန်တော်ရဲ့လက်ထဲမှာရှိနေတော့မှာပဲနှွေးသေးနေတော့မှာပဲဆိုတော့အခုဒီမှာဒီအခန်းလေးရဲ့နံပါတ်2ကိုကျွန်တော်ထပ်ဖတ်ပေးပါမယ်အသေးကွေးချင်းကိုကုစားမဲ့ချိုးဝက်စေနီ9သိစိုက်ပညာရှင်တွေကအသေးကွေးတာကိုတန်ဖိုးထားရတဲ့ဆုံးရှုံးမှုလို့ဆိုကြတယ်ဒါကိုဘယ်လိုကြုတ်ဖြတ်မလဲလက်တွေကိုရေဆိုင်မှာသူထွက်သွားပြီဆိုတာနဲ့အမုန်းတရားကိုရေးရေးဝုန်းဝလက်ခတ်မှာမြေရီကိုမတားပါနဲ့နာကျင်နေရင်ငိုလိုက်ပါတည့်ရစိတ်ဝိညာဉ်ဆန္ဒကိုလက်ရွတ်ပေးလိုက်ပါ half line time ကိုနားလေပါတစ်လပဲကြာတစ်နှစ်ပဲကြာကိုယ့်ရဲ့နှလုံးသားအနာကျက်ဖို့အချိန်ပေးပါငါဘာလို့မမေ့နိုင်သေးတာလဲလို့ကိုအပြစ်မတင်ပါနဲ့အတိုက်ကိုတက်ရှင်းရင်လို့မြေရီတွေခန့်တဲ့တနေ့သူ့အကြောင်းတွေကိုတဲ့ရဲ့ဦးနောက်ထေးကနေတဖြည်းဖြည်းချင်းမောင်းထောက်လိုက်ပါကိုပြန်ချစ်ပါအချစ်တစ်ချဖို့မလိုပါနဲ့စပေးပုံစံပြောင်းမလားဝိုက်ချမလားတက်ကိုတဲ့အရင်ကထက်ပိုလှအောင်ကိုမိမ့်မှန်အောင်ပြောင်းလဲပြစ်လိုက်ပါကိုရဲ့စိတ်ဝိညာဉ်ကိုအစာကျွေးပါစာဖတ်ပါဖရားတရားလောက်ပါဒါဟာတင်းရဲ့စိတ်ကိုငြိမ်းချမ်းစေတဲ့အကောင်းဆုံးသောခွန်လိုရာတစ်ခုပါပဲမိတ်ဆွေနင်ကိုရှောက်အနေနဲ့ဒီအခန်းလေးရဲ့နင်ကိုရှောက်နေတဲ့ကျွန်တော်ပြောရလို့ရှိရင်တော့ဆွန့်လွှတ်တက်တာကိုဆွန့်လွှတ်လိုက်ပါအသေးကွေးပြီးမှပေါ်လှလာတယ်ပိုရစ်ကျင်လာတယ်ဆိုတာဒဏ္ဍာရီတစ်ခုမဟုတ်ပါဘူးအဲ့ဒါကတင်းကိုယ်တိုင်ဖြစ်လာမယ်အနာကပါဆိုကျွန်တော်အသေးကွေးဖို့ပါတယ်အချစ်ဦးနဲ့အသေးကွေးရတာမကြသေးဘူးပေါ့နော်လွန်ခဲ့တဲ့3နှစ်လောက်ကပါကျွန်တော်နည်းနည်းလေးဒီနေရာမှာကြောညာဝင်ပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်အသေးကွေးတယ်အသေးကွေးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဘာတွေလှုပ်ဆောင်ခင်းလဲဆိုတာကိုကျွန်တော်ဒီနေရာမှာနည်းနည်းလေးပြောပြပေးပါမယ်ကျွန်တော်ပထမအဦးဆုံးအသေးကွေးလာတဲ့အခါအသေးကွေးပြီးတော့ကျွန်တော်3လလောက်ကြာတဲ့အခါဘာတွေလုပ်လဲဆိုလို့ရှိရင်မနေ့ပိုင်း6နာရီကိုကျွန်တော်ဖျားဝတ်ပြပါတယ်တရားထိုင်ပါတယ်တရက်ကိုမိနစ်15မိနစ်ကနေမိနစ်20အထိကိုကျွန်တော်တရားထိုင်ပါတယ်ပြီးလို့ရှိရင်တော့အာကာသလောက်တစ်ခုခုကိုကျွန်တော်နေ့စဉ်ပုံမှန်လုပ်ပါတယ်ပြီးတာနဲ့ကျွန်တော်အမြဲတမ်းပြောတာကကျွန်တော်ဟာတကယ်ကိုမှလုံခြုံမှုအပြည့်ရှိတယ်လို့အလုပ်ထဲမှာလည်းအမြဲတမ်းတက်ကြလောက်နိုင်တယ်လို့ပြီးတော့ကျွန်တော်ကအရင်ကတည်းကကျွန်တော်ချစ်တယ်လို့ကျွန်တော်မိသားစုတွေကိုလည်းကျွန်တော်ကအချိန်ပေးနိုင်လာတဲ့လူတယောက်ဒီကနေ့ဖြစ်လာပြီလို့ကျွန်တော်အမြဲတမ်းပြောလို့ရှိပါတယ်တကယ်တမ်းနေ့တိုင်းလို့ပြောခဲ့တဲ့စကားတစ်ခုကတော့ကျွန်တော်ချစ်တယ်ဆိုတာပါပဲပေါ့နော်အဲ့ဒါပြောပြတာပါဒီနေ့ကျွန်တော်ဒီစာကိုဖတ်နေတဲ့လူတွေအထင်းမှာတေးကွေးနေတဲ့လူတွေပါတယ်ဆိုလို့ရှိရင်လည်းအားဖြစ်အောင်လို့ကျွန်တော်ကစကားလက်ဆောင်တွေနဲ့ကျွန်တော်ရဲ့အသိစိတ်တွေကနေပြောပြတာဖြစ်ပါတယ်ဆိုတော့ဆက်ပြီးတော့ဖတ်ပြပေးပါမယ်ပေါ့နော်ကျွန်တော်အခုနောက်ကဆိုလို့ရှိရင်၄ခန်းပေါ့နော်ကျွန်တော်ပြောတာ၃ခန်းဖတ်ပြမယ်လို့ပြောလိုက်တယ်ဒါပေမဲ့၄ခန်းဖတ်မိသွားတယ်ပေါ့နော်ထားလိုက်ပါတော့ခရီးမတည်တယ်လို့ဖြစ်သွားတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်ဆိုတော့ဒီ၄ခန်းစလုံးရဲ့နင်ကုန်းချုပ်အနေနဲ့ကျွန်တော်ဒီနေရာမှာကောက်နှုတ်ပြီးတော့တင်ဆက်ထားတာတခုရှိပါတယ်အဲ့နင်ကုန်းချုပ်အနေနဲ့ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးပါမယ်ပေါ့နော်ဘဝဆိုတာပန်းကင်းလန်းတက်မဟုတ်တယ်လို့စူးကင်းလန်းတက်လည်းမဟုတ်ပါဘူးဒါတိုက်ပွဲတစ်ခုပါပဲဒီခရီးလန်းကြီးထဲမှာအပြုံးကိုတိုင်းခါအဖြစ်ကင်ဆောင်ထားပါလောကဒဏ်ကတက်ကိုတိုက်ခိုက်လာတိုင်းပြန်ပြုံးပြလိုက်တာအကောင်းဆုံးလက်တုံပြတ်ချက်ပါပဲဒါပေမဲ့တိုက်ပွဲတွေကြားမှာပဲဘန်းလွန်းလို့နာကျင်လာတဲ့အခါမြည်ရည်ဆိုတဲ့တဘောဝဈေးတစ်ခွက်ကိုတောက်သုံးဖို့ဝမ်းမလေးပါနဲ့ငိုကြွေးခြင်းဟာရှုံးနိခြင်းမဟုတ်ပါဘူးအထာဟာတည့်ရဲ့စိတ်ဝိညာဉ်ကိုပြန်လည်သက်ဆင်ပေးမယ်ကုထုံးတစ်ခုပါပဲပြီးတော့တခုတတိယပါလက်ထဲမှာဆုပ်ကိုင်ထားတဲ့အရာကတစ်ကိုသွေးထက်အောင်နာကျင်စေတယ်ဆိုရင်တည့်ရဲ့တန်ဖိုးကိုကျဆင်းစေတယ်ဆိုရင်အဲ့ဒီအရာကိုရေးဟိုးဝပဲဆွန့်လွှတ်လိုက်ပါ။ဘာကြောင့်လဲဆိုတော့စက်သိန်းခန်းရောက်တဲ့အခါကျွန်တော်တို့နောက်ကိုပါလာမယ့်အရာဟာကျွန်တော်တို့ရှာဖွေထားတဲ့စီးစိမ်တွေမဟုတ်ပါဘူး။တွေ့တာခေးရတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေ
ဒီမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကောင်းခြင်းဆိုးခြင်းကိုထာဝရထမ်းဖို့မဲ့ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ဒီတစ်ခုပဲမို့လို့ပါဒါကြောင့်မိုက်ဆွေဒီနေ့ကစပြီးတော့တဲ့ရဲ့စိတ်ဝိညာဉ်လေးငြိမ်းချမ်းဖို့အတွက်ရေးရေးဝန်းဝန်းနဲ့ကိုငိုပါစက်သားစွာနဲ့ဆွန့်လွတ်ပါပြီးရင်တော့မနေ့ကတည်းကပိုတောက်ပါတဲ့အပြုံးတစ်ခုနဲ့တဲ့ရဲ့ဘဝကိုစာမျက်နှာတစ်ကိုစတင်လိုက်ပါလို့ပြောရတဲ့ကျွန်တော်ဒီနေရာကနေဒီစာအုပ်လေးကိုအဆုံးသတ်ပေးလိုက်ပါတယ်ဆိုတော့အခွင့်အရေးရမယ်ဆိုလို့ရှိရင်သူဒီစာအုပ်လေးရဲ့ပထမစာမျက်နှာမှာပေါ့နော်ရေးထားတဲ့စာကြောင်းလေးကိုပါကျွန်တော်ဆက်လက်ပြီးတော့ဖတ်ပြပေးပါမယ်ဆိုတော့အခွင့်အရေးသာရမယ်ဆိုရင်စကားလေးတစ်ခွန်းလောက်ပြောချင်ပါတယ်ကျွန်တော်ပြောမယ့်ဒီစကားလေးကတော့လောကဓာတ်တွေကိုအန်တူဗီအသက်အရွယ်တစ်ခုအထိကောင်းမွန်စွာချင်းတန်နေခဲ့ပြီလို့ကျွန်တော်ခမည်းအတွက်ကုန်ယူပါတယ်ဘလို့အခက်ခဲတွေပဲကြုံရအားတင်းထားပြီးတော့အလှမဆုံးချင်းတန်နေပြီပါခမည်းရဲ့အိမ်မက်တွေကခမည်းရဲ့အလွန်ထိတ်တန်တာမို့အိမ်မက်တွေရှိရာစီကိုမရရအောင်တွားပါလို့ပြောရင်းနဲ့ကျွန်တော်ဒီနေ့ဖတ်ပြတဲ့စာပေလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ subscribe လေးလုပ်သားပေးဖို့ပြောချင်ပါတယ်စာဖတ်ရတာကို